ကိုနောက်တစ်မျိုးဘယ်လိုခေါ်သေးလဲဝါဆိုလာပြည်နေမှာပါတယ်လှူလဲရှင်တော်ဘုရားဟောကြားခဲ့တဲ့သာသနာမွေတရားရပ်ကိုအင်းတွေအလုံးသွင်းနိုင်ပါစေတဏှာကောင်းကျိုးလို့အစဉ်ဝါဆိုလာပြည်နေကိုနောက်တစ်မျိုးဘယ်လိုခေါ်သေးလဲဝါဆိုလာပြည်နေမှာပါတယ်လှူလဲကလေးတို့ရေဒီချယ်တို့ရဲ့ဖျားလောင်းတော်နတ်သားကနတ်ပြည်မှာစုတည်ပြီးတော့ဘယ်တဲကိုဝင်တာလဲမသိတရားထိုင်မို့အတွက်လေဘယ်ကိုသွားလဲမသိဖတ်မဦးဆုံးဟောတဲ့တရားကဘာတရားလဲအန်ဒီတော်ထွက်ဓမ္မဆက်မိန်မွဲတန်ချိုလာဝါစု